piano coffee darling black coffee တောက်ချင်တယ်ဆိုဒါလေးကောင်းတယ်နော်ဈေးတော့ကြီးတယ်ဒါလေး black coffee ရဲ့ simple make ပဲနဲ့တူတယ် simple one နဲ့တူတယ်တယောက်စားပဲနော် simple online ကနေဝယ်တယ်အဲ့ဒါလေးကို black coffee တောက်ချင်တာဆိုတော့ဒီနေ့က surprise ကတန်ဖိုးကုန်သွားတာပဲတန်ဖိုးကုန်သွားလို့အဲ့ဒါနဲ့ black coffee ဒီမှာနှက်ထားတာလေးနဲ့ black coffee နှက်ထားတာလေးကိုထည့်လိုက်မယ်oregano ကျွန်တော်တို့ဟိုမှာဖြစ်တယ်လို့ပြောပါနော်ဒီမှာသူကအဲ့လိုအထုပ်ကလေးကျန်တယ်အဲ့ဒါကိုတမယာဒီညက်မယ်ကောင်းကြည့်အောင်လို့လေကျွန်မနိုးနဲ့ coffee တော့မကြိုက်ဘူးတမယာဒီဒီနေ့တော့နည်းနည်းလေးများလေးညက်လိုက်မယ်ပုံမှန်တော့တစ်စိတ်ပဲထည့်ဒီနေ့နှစ်စိတ်ထည့်လိုက်တယ်အဲ့ဒါလေးပြီးရင် pink salt ဆော့လေးထည့်မယ်ဆိုင်ဒီမှာဆို oregano လို့ခေါ်တာလေဈေးကြီးရတယ်နော်ခါလေးနဲ့ချင်လေးနဲ့ငန်လေးနဲ့စောရာနဲ့လည်းရတယ်နော်အဲ့လိုလေးတက်တယ်ခေါင်းလေးကြည့်အောင်လို့ဒီနေ့တနေ့ကုန်လုပ်ပြီးရှုပ်နေတာနဲ့လက်ကြမ်းနဲ့နှက်ထုတ်ပြီးလေကော်ဖီခါးရည်လေးထွားအောင်နောက်လေးဆိုအဲ့လိုလေးလုပ်ပြီးတော့တောက်ကြည့်ပါဒီတစ်စိမ့်လေးကောင်းတယ်နော်ထုတ်20 8000လား4000လားကျွန်တော်လည်းဈေးသိမ့်မှမျိုးကျွန်မအဲ့လိုကဏ္ဍလေးပါသိမ့်မှမိတယ်လို့ဒီလိုလေးလာထုတ်20ရတယ်ထုတ်40ရတယ်တော့မသိဘူးအဲ့လိုမျိုးလေးဒီလိုလေးနော်ကော်ဖီကြိုက်တဲ့သူတွေအတွက်ခရီးသွားရင်လည်းလွယ်တော့မို့အမုံတုပ်တွေကြတော့မုံတုပ်တွေလည်းရပါတယ်နော်ဒါပေမဲ့အမုံတွေကြတော့လည်းတဲရတာအဆင်မပြေဘူးဆိုဒါလေးကတော့အဆင်ပြေတယ်ကောင်းတယ်